မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမြန်မာဂေဇက်သတင်းဌာနကကျွန်တော်နိုင်စိုးအောင်ပါမြန်မာရုရှားမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်လွှာ12ခုလက်မှတ်ရေးထိုးတဲ့သတင်းဖြစ်ပါတယ်ရုရှားနိုင်ငံကိုတရားဝင်ခီးစဉ်နဲ့ရောက်ရှိနေတဲ့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကဩဂုတ်လ18ရက်မွန်းလွဲပိုင်းအချိန်ကရုရှားနိုင်ငံမော်စကိုမြို့ရှိကရင်မလင်နန်းတော်မှာရုရှားနိုင်ငံသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်တွေ့ဆုံမှုမှာသမ္မတကြီးကမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကတတမန်ဆက်ဆံရေးထူထောင်ခဲ့တာ88နှစ်ပြည့်မြောက်ခဲ့ပြီးရုရှားနိုင်ငံကမြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်အစောဆုံးတတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့နိုင်ငံတွေတဲကတစ်ခုဖြစ်တယ်လို့သမ္မတကြီးကပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကမိတ်ဆွေစစ်နိုင်ငံတွေဖြစ်ကြပြီးအပြန်အလှန်နားလည်မှုလေးစားမှုတွေနဲ့အခြေခံတည်ဆောက်ထားတဲ့ဆက်ဆံရေးကိုကောင်းမွန်စွာထိန်းသိမ်းထားနိုင်ခဲ့ပါတယ်မြန်မာရုရှားဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကအနီးကပ်ဆုံးနဲ့အမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပြီးနှစ်နိုင်ငံခေါင်းဆောင်တွေအကြားမကြာခဏတွေ့ဆုံဆွေးနွေးမှုကနှစ်နိုင်ငံဆက်ဆံရေးမြင့်တင်ဖို့အတွက်လည်းအဓိကတွန်းအားတစ်ရပ်ဖြစ်တယ်လို့သမ္မတကြီးကပြောကြားခဲ့ပါတယ်။သမ္မတကြီးကရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှုကနှစ်နိုင်ငံဆက်ဆံရေးတိုးတက်နေတဲ့အရှိန်အဟုန်ကိုဆက်လက်ထိန်းသိမ်းမြင့်တင်သွားဖို့အတွက်ကြီးမားတဲ့အထောက်အကူဖြစ်စေခဲ့ပြီးနှစ်နိုင်ငံအကြားဆွေးနွေးသဘောတူထားတဲ့ကိစ္စရပ်တွေသဘောတူညီချက်တွေအပေါ်အကောင့်တွေဖော်မှုအခြေအနေနဲ့ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကိုပြန်လည်သုံးသပ်ပြီးရရှိပြီးတဲ့တိုးတက်မှုတွေကိုထိန်းသိမ်းသွားဖို့နဲ့ဆက်လက်တိုးမြင့်သွားဖို့အတွက်လည်းဆွေးနွေးသဘောတူညီနိုင်ခဲ့ပါတယ်။သမ္မတကြီးကကာကွယ်ရေးလုံခြုံရေးစိုက်ပျိုးရေးမွေးမြူရေးစက်မှုပညာရေးသိပ္ပံနဲ့နည်းပညာအာကာသနည်းပညာကျန်းမာရေးနဲ့ခီးသွွားကဏ္ဍအပါအဝင်နယ်ပယ်ပေါင်းစုံမှာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့်အလားအလာတွေကိုလည်းကြည်ကြဲပြန့်ပြန့်ဆွေးနွေးခဲ့ပါတယ်။ဒါအပြင်တဝဲအထူးစီးပွားရေးဇုံနဲ့ရေနက်စိတ်ကမ်းစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုရှားနိုင်ငံမှရင်းနှီးမြှုပ်နှံမှုနဲ့နည်းပညာဆိုင်ရာပူးပေါင်းပါဝင်နိုင်ရေးစိတ်ကမ်းနဲ့ဆက်ဆက်အခြေခံအဆောက်အအုံတွေဖွံ့ဖြိုးရေးနဲ့စီမံကိန်းကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ရေးတို့မှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်သွားမယ့်အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ပညာရေးနဲ့လူစွမ်းအားအရင်းမြင့်ဖွံ့ဖြိုးရေးမှာလည်းရုရှားနိုင်ငံမှာမြန်မာကျောင်းသားတွေပညာသင်ကြားနိုင်ရေးပညာသင်စုနဲ့သင်တန်းအခွင့်အလမ်းတွေပုံမရရှိရေးတက္ကသိုလ်တွေနဲ့ပညာရေးအဖွဲ့အစည်းတွေအကြားဓာတ်ရိုက်ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ရုရှားနိုင်ငံကိုတရားဝင်ခီးစဉ်နဲ့ရောက်ရှိနေတဲ့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကယခုခီးစဉ်အတွင်းမှာမြန်မာနဲ့ရုရှားသဘောတူစာချုပ်နားလည်မှုစာချုပ်လွှာ12ခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။သမ္မတကြီးကအစဉ်လာရချစ်ကြည်ရင်းနှီးတဲ့ရုရှားနိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်မှုတွေကတဆင့်နှစ်နိုင်ငံဆက်ဆံရေးပုံမတိုးမြင့်မြင့်မားလာစေဖို့အတွက်ရုရှားအစိုးရနဲ့ပြည်သူတွေနဲ့အတူလက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့သမ္မတကြီးဦးမင်းအောင်လှိုင်ကပြောကြားခဲ့တာဖြစ်ပါတယ်။သတင်းကြည့်ရှုပေးခဲ့ကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။မြန်မာခေတ်ဆက်ရဲ့သတင်းတွေကို TikTok, YouTube, Telegram, Facebook တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။